ကျွန်တော်အားလုံးမှာစိတ်ကူးတွေလူရင်းဖြစ်ကြတာပေါ့နော်ဒါပေမဲ့စိတ်ကူးတွေနဲ့တကယ်လက်တွေ့ရင်တစ်ထပ်ထပ်ကြဖို့လက်တွေ့အကောင်းတယ်ပို့ဖို့ကြားထဲမှာလက်ဆောင်မှအချက်ပေါ့နော်ကျွန်တော် metaphor ရပြောမှဆိုတော့တရားတစ်စင်းလိုအပ်နေတာပေါ့အဲ့ဒီတရားတစ်စင်းစောက်ဖို့အတွက်လိုအပ်တဲ့အခြေခံ၃ချက်ပေါ့နော်ကျွန်တော်လည်းလုပ်ဖို့ကြိုးစားနေတယ်အဲ့တော့နည်းနည်းရှာကြည့်လိုက်တယ်ဒီ၃ချက်ကိုကျွန်တော်တွေ့တယ်ပေါ့၃ချက်ကိုဒီနေ့မှာပြောပြရင်းနဲ့ကိုလိုချင်တဲ့ဘဝစိတ်ကူးတွေရှိကြအောင်ဒီတိုင်းမှာစိတ်ကူးတွေရှိတယ်ကြီးတိုင်းသေးတိုင်းမှာပေါ့ဒါပေမဲ့တကယ်စိတ်ကူးတွေကလက်တွေ့အကောင့်တွေဟောဖို့ကြတော့ဒီအဆင့်၃ချက်လိုတယ်အဲ့တော့စိတ်ကူးတွေအကောင့်တွေဟောဖို့လက်တွေ့နဲ့စိတ်ကူးကြားထဲမှာတရားစင်းအဲ့တရားကိုကျွန်တော်ကစိတ်ကူးနဲ့လက်တွေ့တကယ်လက်တွေ့ကြဖို့အတွက်လိုအပ်တဲ့အချက်၃ချက်အနေနဲ့ကျွန်တော်ညမပေးထားတယ်ပြောချင်တာစိတ်ကူးတွေကိုစိတ်ကူးတွေပဲအဖြစ်အဆုံးမသက်သွားဖို့လက်တွေ့နည်းနည်းလေးပြီးပေါ့နော်အစားပိုင်းနည်းနည်းလေးအဖြစ်စိတ်ကူးနဲ့လက်တွေ့ကြအောင်တကယ်နှစ်ခုလုံးကိုဒီပိုင်းနဲ့ထဲရောက်နိုင်ဖို့ဒါနဲ့မှလိုအပ်တဲ့အချက်၃ချက်ကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြသွားမှာဖြစ်ပါတယ်ပြီးတော့ဒီချက်တွေကကိုယ့်ရဲ့ personal development တာမှာစီးပွားရေးနယ်ပယ်မှာလည်းအသုံးချလို့ရပါတယ်အားလုံးမင်္ဂလာပါကျွန်တော်နဲ့ကောင်းထက်ကျော်ပါကျွန်တော်ရဲ့ Mindness ဆိုတဲ့ channel ကနေပြန်လည်တွေ့တော့ပါတယ် channel ရဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်ရဲ့တွေ့ကြုံတနေ့တာပေါ့နော်ကျွန်တော်ပတ်ဝန်းကျင်ကျွန်တော်နေထိုင်တဲ့နေရာတွေမှာတွိုင်းလာရင်စိတ်ကူးမိတဲ့အရာကိုယ်တိုင်လုပ်မယ်ကျူးစားမယ်အရာတွေကိုဒီ channel ကနေပြီးကျွန်တော်တက်ဆက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့မှာအကြံဉာဏ်ကောင်းတွေရှိနေအောင်မှာဒါကိုဘယ်လိုလက်တွေ့ကောင်းတယ်ပေါ်မယ်ဆိုတော့လောက်ဖို့တော်တော်လေးခက်ခဲတယ်တကယ်လက်တွေ့ကောင်းတယ်ဖို့အတွက်လိုအပ်တဲ့အချက်တွေရှိတယ်ပေါ့နော်အဲ့ဒီအဓိကအရေးကြီးဆုံးအချက်၃ချက်ပေါ့နော်ကျွန်တော်ဒါတွေ၃ချက်ကိုကျွန်တော်တိုင်းလုပ်ပြီးလုပ်နေဖို့ကြိုးစားနေတယ်ဒီနေ့မှာတော့ကျွန်တော်လုပ်နေရင်းနဲ့ကျွန်တော်ဒီအချက်၃ချက်ဆိုတာကိုဘာလဲဆိုတာကိုပြောပြတော့ဖြစ်ပါတယ်အဲ့တော့ဒီအချက်၃ချက်ကိုသိကြလိုက်နိုင်မှာဆိုရင်တော့သိကြပေါ့အောင်ဖို့အမှတ်ခံနိုင်ပါတယ်အဲ့တော့ကျွန်တော်ချိန်ဆွဲပဲစားလိုက်ကြအောင်နော်နံပါတ်1ချက်ကတော့တိကျတယ်ဆုံးစိတ်ကူးပေါ့နော်တိကျတဲ့ယူချက်တစ်ခုပါဥပမာexam တစ်ခုပဲပြောမယ်နော်2026ဒီလကုန်ရင်2026စပြီအဲ့တော့ကိုက2026မှာပါစီပွားရေးဘယ် product တစ်ခုကိုထုတ်ပြီးတော့အမြတ်ဒါမှမဟုတ်လဲဘယ်လောက်ထိအောင်မြင်အောင်ဒါမှမဟုတ်လဲအမြတ်ငွေတစ်သိန်းပေါ့ဥပမာ digital product တစ်ခုကိုအမြတ်ငွေတစ်သိန်းရအောင်2026 January ကနေစပြီးကြိုးစားမယ်ဆိုတဲ့စိတ်အဲ့လိုမျိုးတိကျတဲ့ဆုံးဖြတ်ချက်ကတကယ်လက်တွေ့ခေါင်းဖို့အကောင့်ထဲဖို့အတွက်လိုအပ်တဲ့တွန်းအားပေါ့တိတ်နေပါရသေးပါတယ်အဲ့တော့ဒီ product တစ်ခုကိုရောင်းမယ်လို့စိတ်ကူးပြီးရင်လိုအပ်တဲ့အရာတွေပေါ့နော်အချိန်ငွေကြေးလိုအပ်တဲ့အရာတွေဘာတွေပြင်ဆင်ရမလဲဆိုတဲ့အရာတွေဒါတွေကိုလိုက်ပြီးစဉ်းစားမယ်အကောင့်ထဲပေါ်မယ်လိုအပ်တာတွေကိုရှာမယ်လက်တွေ့အကောင့်ထဲပေါ်တော့လိုအပ်တဲ့အချက်တွေကိုအဓိကကိုကအဖြစ်မတည်လောက်ရတော့မှာပေါ့နော်ဆုံးဖြတ်ပြီးဥပမာဆိုင်ငန်းဆိုဆိုင်ငန်းရှာပြီးဆိုရင်ဒီကြပေါ့စာချုပ်ချုပ်ပြီးလိုအပ်တဲ့အရာတွေကိုဆက်ဖြစ်ရတော့မဖြစ်မနေလောက်ရတော့မယ်အဲ့လိုမျိုးပေါ့ဆိုတော့အဓိကတဲ့ရည်ရွယ်ချက်ရှိခြင်းကကိုယ်တကယ်သွားကျင်နေရဖို့အတွက်ချင်းဒီပေါ့အထောက်ပံ့ဖြစ်တဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်ဒါအရေးကြီးတဲ့နံပါတ်1ပါနံပါတ်2ချက်ကတော့ကိုသွားကျင်တဲ့ပန်းနိုင်ကိုသွားဖို့အတွက်လိုအပ်တဲ့ view ဟာပေါ့နော် view strategy ပေါ့ဘယ်လိုသွားမလဲဆိုတဲ့ view တွေကတော့အမျိုးမျိုးရှိပါတယ်ကိုယ်တိုင်ရှာနိုင်တယ်လို့ကို mentor တွေသူတို့ဘာတွေလုပ်နေဆိုတော့ကြည့်ပြီးတော့ကိုကအလိုက်အတူခိုးလို့ရတယ်ပေါ့နော်သူခိုးလို့ရတယ်ပြီးမှကိုနည်းကိုဟန်နဲ့ပြုပြင်ပြောင်းလဲတင်တယ်ပြောင်းလဲပြီးတော့လုပ်လို့ရတယ်ပေါ့အဲ့တော့ပထမခြေလမ်းကြည့်ကြတဲ့ရည်ရွယ်ချက်ရှိပြီးဒါကိုအကောင့်ထဲဖို့အတွက်နီးပြွားလို့တယ်ဒီနီးပြွားကိုလောက်တဲ့ခါမှာလည်းထိရောက်တဲ့နီးပြွားဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့တော့လောဆယ်တော့ကျွန်တော်ရှာဖွေတွေ့ရှိတာကတော့ long term ပေါ့နော်အများသောအားဖြင့်ဘာလို့ long term လောက်တာကိုယ့်ရည်ရွယ်ချက်အကောင့်ထဲပေါ်အောင်ဖြစ်ဖြစ်ရှင်းမှာအသုံးတည့်ပါတယ် long term လို့ပြောတဲ့အခါမှာတစ်စင်ချင်းပေါ့နော်အဲ့တော့ထားပါတော့ကိုယ့်ရဲ့ long term plan ရှိမယ်နောက်ဆက်တစ်နှစ်လုံးအတွင်းမှာ digital product တစ်ခုဒါမှမဟုတ်10ခုပေါ့နော်အရာထဲမှာကိုရောင်းမယ်ရောင်းတဲ့အခါမှာတစ်လချင်းစီဒါမှမဟုတ်တစ်ပတ်တစ်လချင်းစီ12လလာပါပြောချင်တာ reverse engineering လို့ခေါ်တာပေါ့နော်
နောက်ကနေပြီးတော့ပြန်သွားတာပေါ့နော်အဲ့တော့အောင်မြင်အောင်ဘယ်လိုကိုယ့်ရဲ့ roadmap သွားခြင်းတဲ့ strategy ဖျောင်းတဲ့ကောင်းကောင်းမွန်မွန်အလုပ်ဖြစ်ဖို့အတွက်ကကျွန်တော်ပန်းနိုင်နဲ့စပြီးသွားမယ်အောင်မြင်ထားပါတော့2026ဒီဇင်ဘာမှာအမြတ်ငွေသိန်းတစ်လောက်100ရတဲ့ GJ project 10ခုရောင်းမယ်စိတ်ကူးရတာ2026ဒီဇင်ဘာနဲ့အဲ့တော့2026 November August July February January အဲ့တဖြည်းဖြည်းကိုယ့်ရဲ့roadmap တွေကိုတလာချင်းစီတစ်ဖွဲ့ချင်းစီလိုအပ်တဲ့အရာတွေကိုဖြည့်တင်းသွားရမယ်ဒီလိုမျိုးလုပ်ရင်ကိုယ့်ရဲ့ strategy ဒီရှုပ်ထွေးမှုရှိပဲနဲ့ကိုယ့်အတွက်လည်းနားလေရလွယ်တယ်ဖြောင်းဖြောင်းတန်းတန်းနဲ့ကိုလုပ်ချင်တဲ့အရာတွေကိုဖြစ်မြောက်အောင်လှုပ်ဆောင်နိုင်တဲ့ strategy တစ်ခုဖြစ်တယ်ဆိုတာကိုအဓိကထားပြောချင်ပါတယ်အဲ့ဒါနံပါတ်3ချက်ကတော့ကိုလုပ်နေတဲ့ strategy ကိုအများတန်းစဉ်းစားမပြတ်လိလာဆန်းစစ်ပါပေါ့နော်ပြင်နေတာလည်းပြင်ရမှာပေါ့နော်လုံနေခုနခေတ်အခြေအနေရခုနကိုယ့်ရဲ့ပတ်ဝန်းကျင်အခြေအနေရ market အခြေအနေရပြီးပြောင်းလဲရမယ့်အရာတွေရှိတယ်ကိုကတော့ strategy တစ်ခုစဆိုတဲ့အကောင်းဆုံးတော့အသေးစိတ်ပေါ့နော်ရှင်းရှင်းလင်းဆွဲတာပဲဒါပေမဲ့ကိုသွားတဲ့ market အခြေအနေပတ်ဝန်းကျင်အခြေအနေရနိုင်ငံအခြေအနေရလိုတဲ့အရာတွေပြီးပြောင်းလဲမှုဖြစ်မနေအင်းတွေလိုအပ်တယ်ဒါပေမဲ့အဲ့လိုပြောင်းလဲတဲ့အခါမှာလဲကိုယ့်အတွက်ကောင်းတဲ့ result တစ်ခုရဖို့လိုအပ်တဲ့ပြောင်းလဲမှုတွေလိုတယ်အဲ့တော့ပြောချင်တာကအများတန်းဆန်းစစ်မယ်သုံးသပ်မယ်အလိုတဲ့အရာတွေကိုအများတန်းပြောင်းလူဆိုတာတော့အဓိကတော့လူဆိုတဲ့သဘောမျိုးကကိုယ့်ရဲ့ယုံကြည်ချက်တွေကိုအများတန်းကိုင်းဆုပ်ထားနေလို့မရဘူးကောင်းတဲ့ဟောက်ပြောတယ်ပေါ့နော်အခြေခံရတော့တချို့အရာလေးကိုယ်နဲ့လည်းရုံးတဲ့ပြင်မဲ့အရာလေးကိုပြောင်းလဲရတယ်လို့ပဲစီးပွားရေးမှာလည်းအဲ့လိုပေါ့နော်ကိုတော့ personal development James Clear ရဲ့ Atomic Habit ထဲမှာပဲ system ကိုသွားရဆိုရင် system ကိုသွားဖို့အတွက်အသေးစိတ်တရချင်းစီdetail ပေါ့နော်ဖြည်းဖြည်းချင်းလုံရင်းနဲ့ဒီကိုယ့်ရဲ့ strategy မှာလိုအပ်တဲ့ຢာတွေကိုမပြိုးပေါက်ပေါ့နော်ဘာတွေလိုအပ်လဲဒါတွေကိုဖြည်းဖြည်းပြင်လာပြီးတော့နောက်ဆုံးတစ်နှစ်2026ခု2029မှာဆိုရင်ကိုယ့်ရဲ့ strategy ကတကယ်အလုပ်ဖြစ်ပြီးတော့ဝင်ပုံမှန်ရနေတဲ့ strategy တစ်ခုဖြစ်ပြောင်းလဲသွားမှာပါကျင်းနေပါတယ်ဒါဆိုရင်တော့ဒီနေ့ပြောတဲ့အချက်သုံးကိုအသေးစိတ်ပြန်ပြောပါမယ်နံပါတ်1ကတော့ပြီးကြတဲ့ဆုံးဖြတ်ချတာပါဘယ်နှစ်ခုနှစ်အတွင်းမှာတရားလုပ်မယ်ဘယ်လို product မျိုးကို market ပေါ်မှာရောင်းမယ်နံပါတ်2ကအောင်မွန်တဲ့ strategy ချတာပါ strategy ချရမှာလဲကိုယ်နဲ့လိုက်ဖက်တဲ့ strategy မျိုးကိုချနိုင်ဖို့ကြိုးစားပြီးတော့နံပါတ်3ချက်အနေနဲ့တော့ဒီ strategy ပေါ်မှာကိုယ့်ရဲ့ market အခြေအနေနိုင်ငံရေးအခြေအနေပတ်ဝန်းကျင်အခြေအနေဒီလိုຢာတွေပေါ်မူတည်ပြီးတော့ပြောင်းလဲမှုတွေအသေးစိတ်နည်းနည်းချင်းလုပ်ဖို့အကောင်းဆုံး strategy တစ်ခုပေါ့နော်ကိုယ့်တဲ့ပုံမှန်ဝယ်တစ်ခုရစေတဲ့ strategy တစ်ခုကိုရရှိအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်အဲ့တော့စိတ်ကူးကနေအိမ်မက်ကိုလက်တွေ့အကောင်းနဲ့ဖို့အတွက်လိုအပ်တဲ့အချက်လေးတွေကိုပြပြောပြတယ်အဲ့တော့ကြည့်နေလူတွေမှာလည်းကိုယ်လည်းဒီလိုမျိုးလုပ်ချင်တယ်လို့ရှိတာကျွန်တော်နဲ့စိတ်ကူးတူတဲ့လူတွေရှိတယ်ကျွန်တော်ဒီဗီဒီယိုတွေကကျွန်တော်တို့ကျေးဇူးပါအထောက်အကူဖြစ်မှာလို့မျှော်လင့်တယ်ဗီဒီယိုရဲ့နဲ့တဲ့ဆိုရင်တော့ like and subscribe ပေးပြီးတော့ဝေဖန်ကြံပြည့်နေရှင်တဲ့ comment မှာဝင်အောင်ဆွေးနွေးကြလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါဦး cheers